ဟာလန်အောင်လိုက်မမီနိုင်သေးတဲ့ဂျီမီဗာဒီရဲ့စံချိန်အားလုံးပဲမင်္ဂလာပါ2015-2016ဘောလုံးရာသီမှာလက်စတာအသင်းကမထင်မှတ်ထားပဲနဲ့ပရီးမီးယားလိချန်ပီယံဖြစ်တဲ့ဒီလုပ်ပြနိုင်ခဲ့ပါတယ်။အဲဒီနှစ်တုန်းကအသင်းရဲ့တိုက်စစ်မှာအရေးပါတဲ့ဂိုးတွေသွင်းယူပေးခဲ့တဲ့ဗာဒီကိုဖိုင်မက်ပရီးမီးယားလိအသင်းတွေအပြင်ဥရောပအသင်းကြီးတွေကပါခေါ်ယူဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းဗာဒီကတော့အပျော်တမ်းကလပ်မှာကစားနေတဲ့သူကို2012မှာယုံကြည်မှုတွေပေးပြီးခေါ်ယူခဲ့တဲ့လက်စတာအသင်းမှာသာဆက်လက်ကစားခဲ့ပါတယ်။လက်စတာအသင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ထိုင်းလူမျိုးဘီလီယံနာဖီချိုင်းက2018ခုနှစ်မှာရဟတ်ရင်ပြတ်ကျပြီးတော့သေဆုံးသွားခဲ့ပါတယ်။အဲဒီကစပြီးတော့အသင်းရဲ့ငွေကြေးပိုင်းတွေအခက်တွေ့လာခဲ့တယ်လို့အဓိကကစားသမားတွေကိုလည်းရောင်းထုတ်လိုက်ရပါတယ်။ဒါပေမဲ့လည်းဗာဒီကတော့ကစားသမားတွေဘလို့ပဲထွက်လက်စတာအသင်းမှာပဲတစ္ဆာရှိရှိနဲ့ဆက်ပြီးတော့ကစားပေးခဲ့ပါတယ်။2020-2023ဘောလုံးရာသီမှာတော့လက်စတာအသင်းလည်းပရီးမီးယားလိကနေမမျှော်လင့်မဲ့တန်းဆင်သွားခဲ့ရပါတယ်။အဲဒီအချိန်မှာလည်းအသင်းရဲ့အဓိကကစားသမားတချို့ကချန်ပီယံရှစ်ကိုမလိုက်ပါတော့ဘဲနဲ့အသင်းပြောင်းသွားခဲ့ကြပါတယ်။ဒါပေမဲ့ဗာဒီကတော့လက်စတာနဲ့အတူချန်ပီယံရှစ်ထိလိုက်ပါကစားပေးခဲ့ပါတယ်။ပရီးမီးယားလိကိုတန်းပြန်တက်လာတဲ့အချိန်ထိလက်စတာအသင်းနဲ့အတူလိုက်ပါလာခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီရာသီမှာတော့ဗာဒီပြောက်လဲလက်စတာအသင်းနဲ့လမ်းခွဲသွားခဲ့ပြီးလက်ရှိမှာစီးရီးကလပ်တစ်ခုဖြစ်တဲ့ခရီမိုနန်အသင်းကိုရောက်ရှိနေပါတယ်။ဂျီမီဗာဒီယာပရီးမီးယားလိမှာလည်းစံချိန်မတန်းကောင်းတွေကိုပိုင်ဆိုင်ခဲ့တာပါ။အဲဒီထဲမှာပရီးမီးယားလိကတခြားတိုက်စစ်မှုတွေတောင်ချိုးဖျက်နိုင်မှုခက်ခဲတဲ့စံချိန်တစ်ခုလည်းပါဝင်နေပါတယ်။အဲဒါကတော့ပရီးမီးယားလိ17ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တဲ့စံချိန်ပဲဖြစ်ပါတယ်။ဗာဒီယာလက်စတာအသင်းပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့ရာသီမှာဒီစံချိန်ကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။စံချိန်ကိုယခုအချိန်ထိဘယ်ပရီးမီးယားလိတိုက်စစ်မှုကမှချိုးဖျက်ထားနိုင်သေးပါဘူး။လူဦးတွေတိုက်စစ်မှုကြီးဟာလန်နာပရီးမီးယားလိကိုရောက်ရှိလာပြီးတဲ့ကစံချိန်တွေတစ်ခုပြီးတစ်ခုချိုးဖျက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဗာဒီတင်ထားခဲ့တဲ့17ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ဆိုတဲ့စံချိန်ကိုတော့ဟာလန်လည်းမချိုးဖျက်နိုင်သေးပါဘူး။ရာသီမှာတော့ဟာလန်အနေနဲ့နိုဘူရိုနဲ့တူပုံစံကောင်းတွေပြန်ပြနေပြီးတော့သင်္ကိုးတွေလည်းသင်ယူနေပါတယ်။အကြောင်းဒီရာသီမှာဗာဒီရဲ့စံချိန်ကိုချိုးဖျက်နိုင်မလားဆိုတာကတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့ဟာလန်ကနိုဘူရိုပရီးမီးယားလိ9ပွဲဆက်တိုက်ဂိုးသွင်းယူပေးထားနိုင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဗာဒီရဲ့စံချိန်ကိုကျော်ဖြတ်ပြီးတော့စံချိန်သစ်တင်နိုင်ဖို့အတွက်ကတော့နောက်ထပ်9ပွဲဆက်တိုက်ဂိုးသွင်းပြနိုင်ရအောင်ပါပါ။နောက်ပြီးလာမယ့်ပွဲစဉ်တွေမှာပွဲချက်တွေလည်းရှိနေသေးတာမို့လို့ဟာလန်အတွက်ဗာဒီရဲ့စံချိန်ကိုချိုးဖျက်နိုင်မှုကအနည်းငယ်ခက်ခဲနေမှာဖြစ်ပါတယ်။စုံလင်ကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။